ကြည့်တန်တရားရှိတာမရှိတာနဲ့ပတ်သက်လာလို့ရှိရင်မှတ်သားစရာလေးတစ်ခုပြောပြဒါနကောင်းမှုလုပ်ကြတာဘုရားမပွင့်တဲ့ခေတ်ကာလမှာပိစိကဗုဒ္ဓတွေပွင့်ပေါ်လေးရှိတယ်အမျိုးကောင်းသားညီနောင်2ယောက်စီဝါရေးလုပ်တဲ့အနေနဲ့ကြံခင်းကြီးတွေစိုက်ထားကြံနေစိုက်ထားတယ်တနေ့ကျတော့ညီလုပ်တဲ့ပုဂ္ဂိုလ်ကကြံခင်းသွားပြီးတော့ကြံနေသွားကြည့်ရင်းကနေပြီးတော့ကြံ2ချောင်းခုတ်လာတယ်အဲ့ဒီခေတ်ကရှိတဲ့ကြံမျိုးကအခေါင်းကြံအခေါင်းမျိုးအဲ့ထဲမှာအရေပဲပါတယ်အခုခေတ်မှာလို့ကြံထဲမှာအဖတ်တွေမပါဘူးတဲ့အဲ့ဒီမျိုးတုံးသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်တခါတစ်ပင်တွေပါတယ်ဆိုမျိုးတုံးသွားတာရှိတယ်လေတိရစ္ဆာန်တွေလည်းမျိုးတုံးသွားတာရှိတယ်အဲ့တော့အဲ့ဒီခေတ်တုန်းကကြံကအခေါင်းထဲမှာရေကြံရေကအပြည့်ခုခေတ်လိုကြံရေစက်နဲ့ကြံရေကျိတ်ဆက်နဲ့ကျိတ်เสียမလို့သူကကြံပင်ခုတ်ပြီးလို့ရှိရင်ခုတ်တဲ့အခါမှာအစစ်ခံပြီးတော့ခုတ်ရမှာခုတ်ပြီးပိတ်ရတွန်ချလိုက်တာနဲ့တပြိုင်တည်းရေဘူးတဲ့ကရေတွန်ထုတ်လိုက်တယ်လို့ပဲသူကကြံရေတွေထွက်လာတာညီလို့တဲ့ပုဂ္ဂိုလ်ကကြံချောင်း2ချောင်းကြံပင်2ပင်ကိုအစစ်ခံခုတ်လို့ကြံရည်တွေမထွက်လောက်အောင်ထိတ်ကိုစီးပြီးတော့ကြံချောင်း2ချောင်းယူလာပြီးတဲ့အခါမှာလမ်းကြတော့ပိစိကဗုဒ္ဓတပါးနဲ့တွေ့တယ်ယူလာစဉ်ကသူကတစ်ချောင်းကတော့သူ့အတွက်ကြံတစ်ချောင်းကတော့သူ့အကိုအတွက်ဆိုပြီးတော့2ချောင်းယူလာလမ်းမှာပိစိကဗုဒ္ဓတွေ့တဲ့အခါကျတော့သူ့အတွက်ကြံချောင်းလူမဲသူပါလာတဲ့အဝတ်ကလေးခင်းလို့ပိစိကဗုဒ္ဓရဲ့တပိတ်ကိုယူပြီးစီးထားတဲ့အကြောင်းထိတ်ဝလေးကိုဖွင့်ပြီးတော့ပိစိကဗုဒ္ဓတပိတ်ထဲကိုကြံရည်တွေလောင်းထည့်လိုက်ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီနားမှာပဲကြံရည်တွေဖုံးမေးတယ်တပိတ်ထဲကကြံရည်ဖုံးမေးပီတိတွေဖြစ်တာဖုံးမေးတာမြင်တော့ဝမ်းသာအားရဖြစ်ပြီးတော့ဆုတောင်းတယ်အရှင်ဘုရားတဲ့တပည့်တော်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာတို့ခံစားရပြီးနောက်ဆုံးဘဝကြတော့အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိရပါလို့ဤဖရာတဲ့ဒါသူဆုတောင်းတာနော်သူဆုတောင်းတာလေးကိုကြည့်အရှင်ဘုရားတဲ့တပည့်တော်သည်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာတို့ကိုခံစားရပြီးအဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားတို့တရားမြတ်ကိုသိပြရစေပါတဲ့အဲ့ဒီလိုဆုတောင်းပြီးတော့သူဝမ်းသာအားရဖြစ်ပြီးတော့သူ့လက်ထဲပါတဲ့ကြံချောင်းကိုလည်းသူလှူခြင်းစိတ်ပေါက်ဒါပေမဲ့အဲ့ဒီကြံချောင်းကသူပိုင်တာမဟုတ်ဘူးသူ့ကိုယ်အတွက်ယူလာတာသို့တော်လည်းသူစိတ်ကူးလိုက်တယ်ပိစိကဗုဒ္ဓကိုလှူလိုက်မယ်ငါအကိုကြီးကပတ်စံတောင်းရင်လည်းကြံဘိုးပေးလိုက်မယ်ပေါ့ဆိုပြီးတော့သူ့ကိုယ်အတွက်ယူလာတဲ့ကြံချောင်းကိုလည်းဖွင့်ပြီးတော့ပိစိကဗုဒ္ဓသပိတ်ထဲလောင်းလိုက်တော့ပိစိကဗုဒ္ဓရှင်မြတ်ကအဲ့ဒီကြံချောင်းကိုတော့ကြံရည်ကိုတော့သူမဖုံးမေးဘူးတခြားပိစိကဗုဒ္ဓတွေနဲ့ခွဲဝေပြီးတော့ဖုံးမေးမယ်ဆိုပြီးတော့တပိတ်နဲ့ပွေပြီးတော့ကောင်းကင်ကြွသွားတယ်ကြံတဲ့ပိစိကဗုဒ္ဓတွေကိုလှူးနေတာပါသူကမြင်ရဝမ်းသာလိုက်တာအိမ်ပြန်ရောက်အကိုလှုပ်တဲ့လူကမေးတယ်မင်းဘယ်ကပြန်လာတော့ဟာကျွန်တော်ကြံခင်းကပြန်လာမင်းတို့လူကြံခင်းသွားတာအလကားပါကွာကြံချောင်းလေးတစ်ချောင်းမှယူမလာခဲ့ဘူးလို့အကိုကြီးကပြစ်တင်တော့မဟုတ်ဘူးကိုကြီးကျွန်တော်အကိုအတွက်တစ်ချောင်းကျွန်တော်အတွက်တစ်ချောင်းယူလာတယ်လမ်းမှာပိစိကဗုဒ္ဓရှင်မြတ်တွေ့လို့ကျွန်တော်ကြံချောင်းကိုလှူလိုက်တယ်ပိစိကဗုဒ္ဓကဖုံးမေးတယ်ဝမ်းသာလုံးလို့အကိုအတွက်ယူလာတဲ့ကြံချောင်းကိုလည်းလှူလိုက်တယ်အကိုပတ်စံလိုချင်ပေးပဲဆိုတော့အကိုကြီးကပြောတယ်အေးငါကြံချောင်းတဲ့ကကြံရည်လှူတော့ပိစိကဗုဒ္ဓရှင်မြတ်ကဘာလုပ်လဲဟာအကိုကြံချောင်းကကြံရည်တွေကိုတော့ယူပြီးတော့တခြားပိစိကဗုဒ္ဓတွေတဆင့်လှူတာကိုတွေ့ရတယ်လို့ဆိုအကိုကြီးလှုပ်တဲ့လူကဝမ်းသာလိုက်တာသူကိုယ်တိုင်လှူတာမဟုတ်ဘူးနော်
ဝမ်းသာပြီးတော့သူကဘာလုပ်တော့ဆိုရင်ပိစိကဗုဒ္ဓအရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့စုပန်လိုက်တယ်ဒီကောင်းမှုကြောင့်ကဲညီစုပန်တာနဲ့အကိုကြီးစုပန်တာတူမတူညီလို့တဲ့ပုဂ္ဂိုလ်ဟာစုပန်တာလူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာကိုခံစားပြည့်တယ်အဆုံးစွန်သောဘဝ၌အရှင်ဘုရားသိတဲ့တရားဓုတရားမြတ်ကိုသိရပါလို့ဤလို့ဆုတောင်းလိုက်တာကြည့်လူချမ်းသာနတ်ချမ်းသာဗြဟ္မာချမ်းသာတို့ခံစားပြည့်လင်းဆိုရဲကသူကတဏှာပါမနေဘူးလားအဲ့ဒီတဏှာကြောင့်အဲ့ဒီညီလို့တဲ့ပုဂ္ဂိုလ်ဟာတန်တရားဘယ်ထိအောင်လဲသွားတော့ဆိုဂေါတမမြတ်စွာဘုရားလက်ထက်ထိရောက်လာဇောတိကတထေဖြစ်ပြီးတော့မှကျွတ်တရားရသွားတယ်ဇောတိကတထေကြီးဆိုတာကြားဘူးတယ်နော်အရင်တော့ကကြံကင်းစိုက်စားတဲ့လူတယောက်ပဲအဲ့ဒီတော့ကကုသိုလ်ကောင်းမှုလုပ်ပြီးတော့သူဆူတောင်းလိုက်တာသူဆူတောင်းကြောင့်တန်တရားရှေးလာလိုက်တာဂေါတမမြတ်စွာဘုရားလက်ထက်ကျမှသူကျွတ်တယ်အကိုလုံးတဲ့ပုဂ္ဂိုလ်ကြတော့မဟုတ်ဘူးပိစိကဗုဒ္ဓရှင်မြတ်တွေသိတဲ့တရားဓုတရားမြတ်သိရပါလို့ဤချမ်းသာဒုက္ခခံစားလို့တဲ့စိတ်သူမပါသည့်အတွက်ကြောင့်နောက်ဘဝမှာလူဖြစ်လိုက်တာနဲ့သူကဘုရားပွင့်တာနဲ့ကျုံတရားနာယန္နာဖြစ်သွားတယ်အစုံကြီးယန္နာဖြစ်ပြီးဒုတိယဘဝမှာပဲကျွတ်တရားရသွားတယ်ဟုတ်ကလားအဲ့ဒါဒါနကတန်တရားရှည်တာမဟုတ်ဘူးတဏှာကတန်တရားကိုရှည်စေတာတဲ့ဒါကိုခွဲခွဲခြားခြားသိဖို့လိုအပ်တယ်ပေါ့တန်တရားရှည်မှာကြောက်ပြီးတော့ဒါနကောင်းမှုမလုပ်ဖဲနေလို့ရှိရင်ဆင်းရဲတဲ့အကျိုးတွေတွေ့မှာပဲကောင်းပြီအကြောင်းဆုံးမှအကောင်းဆုံးမှမို့ကုသိုလ်ကောင်းမှုမှန်သမျှလုံးကိုလုံးရမယ်